ဘိုးတော်ဖျားပေးတဲ့ကောင်းချီးများကိုရဲ့တွက်ကြည့်လိုက်ရင်အရာရာအားလုံးကိုစဉ်းစားကြည့်ရင်လေပြောပြလို့လည်းမဆုံးနိုင်ပါချီးမွမ်း